ถึงแม้ว่าวันนี้ฝนจะตกหนักแต่ฉันก็ยังต้องออกไปทำงานอยู่ดีถึงแม้ว่าวันนี้ฝนจะตกหนักแต่ฉันก็ยังต้องออกไปทำงานอยู่ดีဒီနေ့မိုးတွေတဲထန်စွာရွာမယ်ဆိုရင်တော့မှကျမအလုပ်သွားရအောင်မယ်ถึงแม้ว่าစွာကတောင်မှတော်လဲဒါတွေဖြစ်နေရင်တောင်မှเนาะအဲ့ဒီကတောင်မှကိုပြောတာပါวันนี้စွာဒီနေ့ฝนจะตกหนักစွာကမိုးတဲထန်စွာရွာမည်แต่စွာကဒါပေမဲ့ฉันก็ยังต้องစွာကကျမတော့လုပ်ရအောင်မယ်ပေါ့တခုခုလုပ်ရအောင်မယ်ဒါออกไปทำงานစွာကအလုပ်သွားတာယူဒီစွာကအုံးမယ်မဖြစ်မနေလုပ်ရမှာပေါ့အတဘောပြောချင်တာပါ sentence structure လေးကိုကြည့်အောင်ရှင်ถึงแม้ว่าစွာကတောင်မှတော်လဲအဲ့ဘာတွေဖြစ်နေရင်တောင်မှပေါ့နော်အဲ့ဒီအကြောင်းပြချက်ကိုအဲ့ဒီถึงแม้ว่าရဲ့နောက်မှာကပ်ပေးရမယ်ပြီးတော့ရင်တဲစွာကဒါပေမဲ့အဲ့တော့ถึงแม้ว่าတော့တဲဒါတွေဖြစ်နေရင်တောင်မှဘာလုပ်ရအောင်မလဲဆိုတဲ့လှုပ်ဆောင်ချက်ကိုတဲရဲ့နောက်မှာကပ်ကမယ်ပြီးတော့ရင်နောက်ဆုံးမှာ UD ထည့်ပေးရမယ်အဲ့တော့ပေါင်းလိုက်လို့ရှိရင်ဒါတွေဖြစ်နေရင်တောင်မှဒီဟာတော့လုပ်ရအောင်မယ်အဲ့တော့ถึงแม้ว่าวันนี้ฝนจะตกหนักแต่ฉันก็ยังต้องออกไปทำงานอยู่ดีဒီနေ့မိုးတွေတဲထန်စွာရွာနေရင်တောင်မှရွာမယ်ဆိုရင်တောင်မှကျမအလုပ်သွားရအောင်မယ်အလုံးကျေးဇူးအများကြီးတင်ပါရဲ့